အင်ဒိုနီးရှားရေပြင်တွင်တရုတ်၏ရေအောင်စောင့်ကြည့်ရေးပစ္စည်းထပ်မံတွေ့ရှိမှုနဲ့အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်စီးပွားရေးထိခိုက်မှုများနေတဲ့ထိုင်းနိုင်ငံရဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံဘာလီနဲ့လုံဘော့ကျွန်းအကြားကမဟာဗျူဟာကျတဲ့ရေလက်ကြားမှာတရုတ်နိုင်ငံတို့ရေအောင်စောင့်ကြည့်ရေးအာယုံခံကိရိယာတစ်ခုကိုတွေ့ရှိခဲ့တဲ့အတွက်ဒေသတွင်းလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။ဒီပစ္စည်းဟာရေငုပ်သင်္ဘောတွေကိုခြေရာခံမှုရည်ရွယ်တာဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်။ပြီးခဲ့တဲ့အပတ်ကလုံဘော့ရေလက်ကြားရှိဂီလီထရာဝန်ကန်ကျွန်းအနီးမှာရေလုံသားတို့ဟာအရှည် 3.8 မီတာရှိတဲ့တော်ပီဒိုပုံသဏ္ဍာန်ပစ္စည်းတစ်ခုကိုစတင်တွေ့ရှိခဲ့တာပါ။လက်ရှိမှာတော့အဆိုပါပစ္စည်းကိုအင်ဒိုနီးရှားရေတပ်ကသိမ်းဆည်းထားပြီးတော့မာတာရန်ရေတပ်အခြေစိုက်စခန်းမှာအသေးစိတ်စစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်။ရေကြောင်းကာကွယ်ရေးကျွမ်းကျင်သူတွေရဲ့အတည်ပြုချက်အရဒီပစ္စည်းဟာတရုတ်နိုင်ငံပိုင် Chinese 710 Research Institute ကထုတ်လုပ်တဲ့ရေနက်ပိုင်းအချိန်နဲ့တပြေးညီသတင်းပို့စနစ်ဖြစ်ပါတယ်။၎င်းဟာပင်လယ်ကျမ်းမြေမှာကြောက်ဆူးချထားပြီးတော့ရေအပူချိန်ရေစီးကြောင်းနဲ့အရေးအကြီးဆုံးဖြစ်တဲ့အတန်နဲ့ပြစ်မှတ်ဆိုင်ရာအချက်အလက်များကိုစောင့်ကြည့်ထောက်လှမ်းကဌာနချုပ်ကိုသတင်းပို့တဲ့စနစ်ဖြစ်ပါတယ်။ကျွမ်းကျင်သူဒေါက်တာကောလင်းကိုရဲ့အဆိုအရဒီကရိယာဟာအရက်ဖက်သုတေသနလို့အမည်တက်ထားပေမဲ့စစ်ဖက်ဆိုင်ရာမှာပါအသုံးပြုနိုင်တဲ့နှစ်မျိုးသုံးနည်းပညာဖြစ်ပါတယ်။အထူးသဖြင့်ဩစတြေးလျရဲ့အစီအစဉ်အရနျူကလ িয়ার ရေငုပ်သင်္ဘောတွေသွားလာနိုင်မဲ့လမ်းကြောင်းတွေကိုတရုတ်ကကြိုတင်ခြေရာခံမှုစ조사တာဖြစ်နိုင်တယ်လို့ယူဆရပါတယ်။လုံဘော့ရေလက်ကြားဟာမလကာရေလက်ကြားပိတ်ဆို့သွားပါကအစားထိုးသုံးရမယ့်အလွန်နှဆိုင်တဲ့မဟာဗျူဟာမြောက်ရေလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီဖြစ်ရပ်ပေါ်ပေကျင်းအစိုးရကတော့အလွန်ကျွံတန်တရားဖြစ်เสียမလို့ကြောင်းနဲ့သိပ္ပံနည်းကျသုတေသနလုပ်ငန်းတွေဟာနိုင်ငံတကာဥပဒေနဲ့အညီလှုပ်ဆောင်တာဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်။ဆက်ချုပ်ရဲမှုကြောင့်တခြားနိုင်ငံရင်းမြစ်နဲ့မျောပါသွားတာမျိုးတွေဟာထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့လည်းဆိုပါတယ်။လက်ရှိမှာတော့အင်ဒိုနီးရှားအစိုးရကတရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုထိခိုက်မှာဆိုတာကြောင့်ဒီကိစ္စကိုတိတ်တဆိတ်စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကျွမ်းကျင်သူတွေကတော့အနောက်အုပ်စုနဲ့တရုတ်အကြားရေအောက်စစ်စင်ရေးပြိုင်ဆိုင်မှုတွေဟာအရှေ့တောင်အာရှရေပြင်ထဲအထိတိတိတတ်တာရောက်ရှိလာနေပြီလို့သတိပေးနေကြပါတယ်။အီရန်စစ်ပွဲရဲ့နောက်ဆက်တွဲစွမ်းရည်အကျက်တဲဟာရှေ့တောင်အာရှရဲ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကိုအကြီးကျယ်ရိုက်ခတ်နေပါတယ်။အခုဆိုရင်နိုင်ငံတကာယင်းနှိမ့်မြုပ်နှံသူတွေကထိုင်းနိုင်ငံအတွင်းကသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပြန်လည်ရောင်းချပြီးတော့နိုင်ငံတွင်းကနေစွန့်ခွာမှုတွေရှိနေတယ်လို့သိရပါတယ်။စွမ်းရည်အကျက်တဲနဲ့ရေနံဈေးနှုန်းစစ်ပွဲတွေကြောင့်ကမ္ဘာရေနံဈေးကတစ်စီကိုဒေါ်လာ100အထိမြင့်တက်လာခဲ့ပါတယ်။ထိုင်းနိုင်ငံကသူတို့လိုအပ်တဲ့လောင်စာဆီထောက်ပံ့နှီးပါးကိုအရှိအလဲပိုင်းကနေတင်သွင်းနေကြရတာကြောင့်ဒီစစ်ပွဲမှာအထိခိုက်ဆုံးနိုင်ငံတွေထဲမှာပါဝင်နေပါတယ်။ပြီးခဲ့တဲ့ February လအတွင်းက Thai stock share တွေကိုနိုင်ငံခြားသားဝယ်ယူမှုဒေါ်လာ1.8 ဘီလီယံအထိရှိခဲ့လို့စီးပွားရေးပြက်လဲဥမဖို့မျှော်လင့်ချက်တွေရှိခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲစတင်ပြီးနောက် March လအတွင်းမှာပဲ stock share ရောင်းချမှုဒေါ်လာ823ဘီလီယံငွေချေးစာချုပ်ရောင်းချမှုဒေါ်လာ905မီလီယံအထိရှိခဲ့ပါတယ်။ဒါဟာ2024ခုနှစ်အောက်တိုဘာနောက်ပိုင်းအများဆုံးယင်းနှိမ့်မြုပ်နှံမှုပြန်လည်နှုတ်ထွက်သွားတဲ့ပမာဏလည်းဖြစ်ပါတယ်။စစ်ပွဲစတင်ချိန်ကနေစပြီးတော့ထိုင်းဘတ်ငွေတန်ဖိုးဟာ2.8ရာခိုင်နှုန်းအထိကိုကျဆင်းသွားခဲ့ပါတယ်။ဒါ့အပြင်ထိုင်းဆိုရတဲ့ကျွေးမီပမာဏဟာလည်းသတ်မှတ်ထားတဲ့80ရာခိုင်နှုန်းဆိုတဲ့ကန့်သတ်ချက်ကိုနီးလာတာကြောင့်အိမ်နီးချင်းနိုင်ငံတွေထဲမှာပုံမကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။နှစ်ပေါင်းများစွာမငြိမ်မသက်မှုတွေအပြီးမှာစီးပွားရေးပြန်လည်ကောင်းမွန်လာဖို့မျှော်လင့်ခဲ့တဲ့ထိုင်းနိုင်ငံဟာအခုအခါမှာတော့အီရန်စစ်ပွဲရဲ့ကြရကြောင့်ရုတ်တရက်ယင်းနှိမ့်မြုပ်နှံသူတွေဆွန့်ခွာသွားတဲ့ဒဏ်ကိုခါခါတီးတီးခံစားနေရပြီပဲဖြစ်ပါတယ်။